video မစခင် channel ကို like and subscribe လေးနဲ့အားပေးခဲ့ပါဦးနော်3-3 ရုရှားယူကရိန်းစစ်ပွဲအတွင်းတွေ့မြင်ခဲ့ရတဲ့ဒီဝစ်စုံဟာတကိုယ်လုံးကိုကာကွယ်ပေးနိုင်ပါတယ်ထူးခြားတာကအနုတ်22ဒီဂရီကနေတရာ22ဒီဂရီဖာရင်ဟိုက်ထိခံနိုင်ရရှိတဲ့အဖြက်စီးမခံနိုင်တဲ့လက်ပတ်နာရီပါဝင်ပါတယ်စွမ်းအင်ပေးတဲ့ဘက်ထရီတွေကိုတော့ဖက်နှက်ထဲမှာထည့်သွင်းထားပါတယ်